အားလုံးတာလီကြပါအမှန်တရားဖွေရှာအာရခမီဒီယာကအကျိုးဆိုပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့အာရခမီဒီယာမှာတင်ဆက်သွားမှာကတော့မြန်မာပြည်ရဲ့စစ်အာဏာရှင်စနစ်ပြုတ်ကျရေးဒီမိုကရေစီအောင်နိုင်ရေးပြည်သူလူထုတွေလွတ်မြောက်ရေးစတဲ့မြန်မာပြည်အတွက်အကျိုးရှိမဲ့ကိစ္စတွေကိုပါဝင်အားပေးအကြံပြုကိုယ်တိုင်ကိုယ်ကျပါဝင်ပြီးတော့လှုပ်ဆောင်ပေးနေတဲ့ကျွန်တော်တို့ပုဂ္ဂိုလ်တဦးနဲ့မင်းမြန်ပြီးတော့သူစီကအကြံဉာဏ်တွေပြည်သူလူထုကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျသူကတော့ရှင်းပြောရင်မြန်မာပြည်ရဲ့အထူးမိတ်ဆွေကောင်းတဦးဖြစ်တယ်မြန်မာပြည်ရဲ့မိတ်ဆွေစစ်တဦးဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျအဲ့ဒါကတော့ဒီကိုမိုက်ကယ်ဖြစ်ပါတယ်ခင်ဗျကိုမိုက်ကယ်ဟာဆိုလို့ရှိရင်2021ခုအာဏာသိမ်းပြီးနောက်ပိုင်းကနေပြီးတော့ဒီမြန်မာပြည်ရဲ့အရေးမှာပါဝင်လှုပ်ဆောင်လာတာဖြစ်ပါတယ်သူရဲ့ထူးခြားချက်ကတော့သူဟာဒီအမေရိကန်ပြည်ထောင်စုအမေရိကန်နိုင်ငံသားတဦးဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တို့မြန်မာစကားဒီမြန်မာဘာသာကိုအမှန်ကိုတက်ကျွမ်းပြီးတော့ကောင်းမွန်ပြောဆိုပြီးကျွန်တော်တို့မြန်မာပြည်သူလူထုကိုမြန်မာစကားနဲ့ပြောဆိုဆက်ဆံနိုင်တဲ့လူတဦးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကိုမိုက်ကယ်ကျွန်တော်တို့အထူးဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ဟုတ်ကဲ့တွေ့တာဝမ်းသာပါတယ်မိုက်ကယ်ဒီလိုမျိုး interview လုပ်ဖို့တကယ်ကိုညူမိပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆရာကိုမိုက်ကယ်ဒါဆိုရင်ဒီဆရာဘယ်လိုမျိုးဒီတော်လှန်ရေးကိုကူညီပြီးတော့ဒီစိတ်ပါဝင်စားပြီးတော့ကျွန်တော်မြန်မာပြည်သူလူထုတွေရဲ့မိတ်ဆွေတူအဖြစ်ရောက်ရှိလာတယ်လဲဆိုတာလေးကိုရှင်းပြပေးစီတို့ပါတယ်ခင်ဗျာဟုတ်ကဲ့မိုက်ကယ်အာနာမသိခင်မြန်မာနဲ့ဆက်စင်ရေးလုံးဝမရှိဘူးမြန်မာတရားမှမရှိဘူးမြန်မာစကားဘလုံးမှမပြောတတ်ဘူးဒါပေမဲ့2021အာနာသိတဲ့အဲ့ဒါတည်တယ်ဘာမှမစင်စားဘူးပြီးတော့နိလာဖိုင်ကုန်းပြည်သူအုံးချွာလှုပ်ရှားမှုကိုတွေ့တယ်သူတို့တကယ်ပြန်တိုင်းနေတယ်ဒီမိုကရေစီအတွက်တကယ်ရုန်းကန်နေတယ်အဲ့ဒီအချိန်ကစားပြီးမိုက်ကယ်စိတ်ဝင်စားတယ်ဟုတ်ကဲ့မိုက်ကယ်အဲ့ဒီအချိန်ကဘာအနံကဒီမိုကရေစီလှုပ်ရှားမှုတွေကိုစိတ်ဝင်စားတယ်နော်ဒါဆိုမြန်မာလေးစိတ်ဝင်စားမှာပေါ့နော်ဒါပေမဲ့3 လပိုင်းဆိုသူတို့မြို့မှာလမ်းပေါ်မှာပြည်သူလူထုလက်နဲ့ဖြစ်တတ်တယ်အဲ့ဒီအချိန်မှာမိုက်ကယ်အရန်စိတ်သက်ကြတယ်ဟုတ်ကဲ့မြန်မာပြည်သူတွေနဲ့ဆက်စင်ရေးလုံးဝမရှိဘူးဆိုပေမဲ့သူတို့ဝိညာဉ်သူတို့အင်အားခံစေရတယ်နေတိုင်းဓာတ်ဖိုးတွေကိုကြည်နေတာဗီဒီယိုတွေကိုကြည်နေတာဒီပြည်သူလူထုအလုံးမျိုးသူတို့ဘဝခက်စီခံရတာကိုမိုက်ကယ်မတွေးချင်ဘူးဟုတ်ပါမိုက်ကယ်မတိတဲ့ပြည်သူတွေအတွက်ငုံနေတာနေတိုင်းငုံနေတာပြီးတော့မိုက်ကယ်ဘဝမှာဖက်မဆောင်အချိန်တကယ်ဆူတောင်းတာဘာဆူတောင်းတာလဲဆိုတော့ဒီမြန်မာပြည်သူတွေခုနိဘေးနိုင်ဆွင်ရရင်မိုက်ကယ်တကယ်ချိုးစားမယ်မိုက်ကယ်ခဏတလားတကယ်ချိုးစားမယ်ကတိပေးတယ်အဲ့ဒီအချိန်ကစားပြီးမိုက်ကယ်ဘဝလုံးဝပြောင်းတယ်ဟုတ်ပါအဲ့ဒီအချိန်ကစားပြီး line ပေါ်မှာမြန်မာအများကြီးစားတွေ့တယ်နော်မြန်မာတိုင်း Facebook ပေါ်မှာရှိတယ်အထူးသဖြင့်2021လူတိုင်း Facebook သုံးနေတာလူတိုင်းဒေါ်လာကြီးအချောင်းပြောချင်တယ်ဆိုဒီထောင်နိုင်ငံခြားသား line ပေါ်မှာတွေ့ရင်လူတိုင်းမိုက်ကယ်ပြောချင်တယ်ဒါဆိုမိုက်ကယ်အရင်ကောင်းတယ်မိုက်ကယ်ဘဝဒီလိုမျိုးအတွေ့အကြုံတစ်ခါမှမရှိဘူးဒေါ်လာကြီးတကယ်လုံးနေတယ်သူငယ်တွေအညာတွေပြည်သူတွေတွေ့နေတာမိုက်ကယ်အရင်စိတ်ခွန်အားတက်တယ်တကယ်ဝင်တာတယ်ပြီးတော့သူတို့ထပ်နိုင်တလားခုနေပေးချင်းတယ် so မိုက်ကယ်ဇာဒီယာရှီကာဂိုမြို့အမေရိကန်ရှီကာဂိုဟုတ်ကဲ့ပါအမလေးဒီပါရတဲ့မြန်မာတွေတွေ့တယ်သူတို့နဲ့အတူရန်ဖုန်ခွေရှာတယ်နော်သူတို့လည်းဒီပါရတဲ့မြန်မာအကုန်လုံးဒီဒေါ်လာညဲတွေအများကြီးချိုးစားတယ်မိုက်ကယ်သူတို့နဲ့ပူပေါင်းချိုးစားတယ်နော်ဒါပေမဲ့ရှီကာဂိုမြန်မာအများကြီးမရှိဘူး soနောက်ပိုင်းမှာအတိက line ပေါ်မှာလူအများကြီးတွေ့တယ်ရန်ကုန်မှာအခြားမြို့တွေမှာလှုပ်ရှားမှုအဲ့လောက်မရှိတော့ဘူးဆိုပေမဲ့နေဘက်မှာဟုတ်ပါသူတွေမြန်မာတောင်သူလေးတမားတွေစန္ဒာဆက်ပြနေတယ်နော်လက်နက်ကိုင်အဖွဲ့တွေဖွဲ့စည်းနေတာအဲ့ဒီတွေမိုက်ကယ်ဆက်စင်ကြီးလှုပ်ချင်တယ်သူတို့နဲ့ဆက်ပြုတ်ချင်တယ်သူတို့များဆိုတဲ့ဖြင့်အင်္ဂလိပ်ကောင်းကောင်းမပြောတတ်ဘူးဟုတ်ပါ
you know let's Facebook Messenger ပေါ်မှာနေတိုင်းနေစဉ်သူတို့နဲ့အတူစာချုပ်စာဖုန်းနေတယ်တဖြည်းဖြည်းချင်းအဲ့လိုမျိုးမြန်မာစကားသင်ယူတယ်ပြီးတော့သူတို့အတွက်ရန်ပုံငွေထန်ထန်တလောက်ရှာတယ်မိုက်ကယ်တယောက်တကယ်မိုက်ကယ် American SAR ခုနီဒေးစိတ်ချင်းတယ် American Democracy အဖွဲ့တွေခုနီဒေးစိတ်ချင်းတယ်သူတို့မခုနီပဲဘူးဒါဆိုမိုက်ကယ်တယောက်တဲ့အနေနဲ့ထန်ထန်တလောက်ခုနီပဲတယ်ဟုတ်ကဲ့ပါရှင်ဆရာဟုတ်ကဲ့အထူးကျေးဇူးတင်မှုကောင်းပါတယ်ဒါမြန်မာကျွန်တော်တို့တော်လှန်ရေးရဲ့မိတ်ဆွေအစ်စ်တယောက်ကျွန်တော်တို့မြန်မာပြည်သူလူထုတွေရရှိထားတယ်လို့ပြောလို့ရပါတယ်ဆရာဒါဆိုရင်ဆရာဒီမြန်မာစကားကိုလည်းအခုဆိုရင်ကောင်းကောင်းမွန်မွန်ဟိုတက်ကြွပြီးတော့ဒီပြောဆိုနိုင်တဲ့အဆင့်ပေါ့လေဆိုတော့ဆရာဒီ American နိုင်ငံသားတယောက်အနေနဲ့ဒီလိုမျိုးပါဝင်လှုပ်ရှားတဲ့အခါမှာဆရာအနေနဲ့ဒီအခုလက်ရှိရောက်နေတဲ့အခြေအနေပေါ့လေအဲ့ဒါကိုဘယ်လိုသုံးသပ်ပါလဲဥပမာဒီနှစ်မျိုးဆိုရင်သူတို့တွေရွေးကောက်ပွဲလုပ်ကြတယ်ပေါ့လေဒီစစ်တပ်ကဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့9နှစ်တာကာလအတွင်းဆရာဘယ်လိုမျိုးသုံးသပ်ပါလဲခင်ဗျ access လုပ်ပါလဲဟုတ်တယ်နော်ဒီ PKD နဲ့ဒီနဲ့အထူးသဖြင့်အရန်ခတ်တယ်နော်ဒီခရီးလမ်းကြမ်းနော်မလွဲဘူးပြည်သူလူထုအချို့စိတ်ဖြတ်တယ်စိတ်တက်ကြတယ်နော်သူတို့ဘသူမှသူတို့ကမခုနေပေဘူးဒီဒေါ်လာရေးဘေးတော့အောင်မြင်မလဲဒါပေမဲ့မိုက်ကအခုပြောအစားကလေးကအဲ့ဒါတည်တယ်ဖတ်တမဆွန်တွေတဲ့မြန်မာတွေအလိုမျိုးပြောတယ်နော် soဒီဒေါ်လာရေးမလွဲဘူးအချိန်အကြာကြီးလုံးမယ်ဒါမိုက်ကတော့မြန်မာတို့လေအစားကလေးကအဲ့ဒါတည်တယ်အဲ့လိုမျိုးအခက်တွေကြားမှာနေဖို့တကယ်ခက်တယ်နော်အကျိုးတီဆိုပေမဲ့တကယ်ခက်တယ်နောက်ဆုံးတော့ဒီဒေါ်လာငွေအောင်မြင်တယ်တိတ်ချတယ်ဘာချောင်းလေးဆိုတော့ဒီစစ်အာဏာရှင်စနစ်လုံးဝမအုပ်ချုပ်နိုင်ဘူးအချိန်နဲ့ဖုံးမဲ့ဟန်ဆောင်နေတယ်နော်ရေကပွဲကျင်းပါနေတယ်နော်နိုင်ငံခြားသားဖြိုခရီးသူရန်ကုန်ပကံကိုခေါ်နေတယ်ဒါပေမဲ့မြန်မာတိုင်းတည်တယ်ဒီအချိန်နဲ့လုံးဝမဖုံးမှန်ဘူးနော်ကလေးတွေပေါ်ရဆွေးခံရတယ်သူအပြင်ထွက်ဖို့ကြောက်တယ်နော်စီးပွားရေးလုံးဝဖြတ်စီတယ်ဒီနိုင်ငံလုံးဝမီးရှုံခံရတယ်နော်စစ်ဆောင်သူတန်နေကြီးတဲ့ရှိတယ်နော်ဒီလာပြည်တယ်လာဒီနေ့ပြည်တယ်နဲ့ဒီအချိန်နဲ့ပိုဆိုးလာတယ်နော်ဒီနိုင်ငံစစ်ထက်လက်အောက်မှာနိုင်ငံပိုပြီးဖြတ်စီလာတယ်အဲဆိုဒေါ်လာကြီးတမားတွေလက်မရှုံရင်နောက်ဆုံးတော့ဒီစစ်အာဏာရှင်စနစ်ပြောကြမယ်နော်နောက်ဆုံးတော့ပြည်သူလူထုအုံကြွားဖို့နောက်အခွင့်အလမ်းရမယ်နော်အဲ့ဒီအချိန်ဘယ်တော့လာမလဲမသိဘူးဘယ်သူမှမသိနိုင်ဘူးအဲ့ဒီအချိန်အထိဆက်ရုံခံရတယ်ဒါပေမဲ့အရေးကြီးဆုံးကဘာလို့အခုအထိမအောင်မြင်ဘူးလဲအရေးကြီးဆုံးကနိုင်ငံတကာမခုနီပဲလို့နော်နိုင်ငံတကာ SCR တွေနိုင်ငံတကာ democracy တွေအဖွဲ့အစည်းတွေနေပဲခုနီပဲရင်မြန်မာပြည်သူလူထုအတွက်အကျိုးအများကြီးရှိမယ်ဒီဒေါ်လာငွေမြန်အောင်မြင်နိုင်မယ်နော်မိုက်ကယ်တရားတဲ့မိုက်ကယ်အရန်ကောင်းတဲ့အလုံးမရှိဘူးအမေရိကန်မှာကောင်းတဲ့အလုံးမရှိဘူးအခုထိုင်းရောက်တယ်နော်ဒါပေမဲ့အရင်အလုံးတိတ်မကောင်းအခြား American တွေနဲ့နိုင်ရှင်ရင်မိုက်ကယ်လာစာမကောင်းဒါပေမဲ့အဲ့ဒီလာစာနဲ့မြန်မာTetra Lotion သူတွေရဖို့တွေအများကြီးခုနေပဲနိုင်တယ်ဒါဆို American SCR အခြား democracy နိုင်ငံ SCR အခြားNGO အဖွဲ့တွေ democracy အဖွဲ့တွေဘယ်လောက်ခုနေနိုင်မလဲနော်အဲ့လိုမျိုးစာလို့ရင်ဒီဒေါ်လာရဲ့အောင်မြင်မယ်တေချားတယ်ဆိုတော့အဲ့ဒါအခုအထိမိုက်ကယ်ဘာလို့မြန်မာစကားပြောတတ်ချင်လဲဆိုတော့မြန်မာစကားဒီလာပြောတတ်ရင်မေပင်နဲ့ဆက်စင်ရေးကောင်းရင်မေပင်ပုံမှာဘာဖြစ်နေရလဲအဲ့ဒီသတင်းထုံနိုင်ရင်မီဒီယာထုံနိုင်ရင်ဒါဆိုနိုင်ငံခြားသားတွေပိုတီးမယ်အခုဆိုနိုင်ငံခြားသားမြန်မာစိတ်ဝင်စားတဲ့နိုင်ငံခြားသားတွေတောင်မေပင်ဒေါ်လာငွေအချောင်းဘာမှမသိဘူးစကိုင်းမှာဘာဖြစ်နေရလဲသူတို့ဘာမှမသိဘူးမန္တလေးနေဘက်မှာဘာဖြစ်နေရလဲသူတို့ဘာမှမသိဘူးလောင်လုံးတော့ဝဲအဲ့လိုမျိုးဒေါ်လာငွေဆက်ချနေတဲ့ဖက်တွေသူတို့အဲ့ဒါအချောင်းဘာမှမသိဘူးအဲ့ဒါအချောင်းသူတို့မခုနီးပေးချင်းဘူးသူတို့လူကြီးတွေတည်တယ်ပြပရောက်တဲ့မြန်မာ
တီးတယ် EAO နော်တိုင်းရင်သားဖွဲ့တွေတီးတယ်အဲ့ဒါအားလုံးရေးကြီးတယ်နော် Michael လေး NUG ထောက်ခံတယ် EAO တွေလေးထောက်ခံတယ် Michael လေးကခရင်စကားလေးလာတယ်ခရင်စကားနည်းနည်းကောင်းဖတ်တဲ့အလားဒီလားမပြောတတ်ဘူးနော်ပြီးတော့ပြပါထက်လို့ရှာသူတွေလေး Michael ရန်လေးစားတယ်ဒါပေမဲ့အဲ့ဒါအားလုံးကောင်းတယ်နိုင်ငံခြားသားသူတို့နဲ့ဆက်စင်ရေးရှိတယ်ဒါပေမဲ့မြေပြင်နဲ့ဆက်စင်ရေးလုံးဝမရှိဘူး you know အခုအထိတပိတ်တွေဆက်တွဲနေတာသူအဲ့ဒါချမ်းဘာမှမသိဘူးအခုအထိမြေပြင်မှာလူတောင်းနေကြီးတဲ့ဒီဒေါ်လာငင်းအပွဲတွေဒေါ်လာငင်းချိတ်ခန့်အပွဲတွေမှာပါဝင်နေတယ်နေတိုင်းလုံးနေတယ်စစ်ရှောင်းသူတွေအတွက်လုံးနေတယ်ကလေးတွေပညာရေးအတွက်လုံးနေတယ်နော်အဲနိုင်ငံခြားသူတွေအဲ့ဒါသိရတယ် so အခုတကယ်ဒီနေ့အတွက်မိုက်ကမြန်မာစကားတီလာတုတ်ထက်လာတယ် so အခုဒီလာမေ2026ခုနှစ်မှာမိုက်ကအဲ့နေပင်ကတည်ဖို့ထုတ်ချင်တယ်ဒါဆိုနိုင်ငံခြားသူတွေပိုတီမေကိုခုနိဘေးမျိုးလင်းတယ်ကောင်းပါရဲ့ဆရာဒါဆိုရင်ဆရာအနေနဲ့ဒီမြန်မာတော်လှန်ရေးဒီမြန်မာပြည်သူတွေလိုအပ်ချက်တွေကိုဒီ international ဒီနိုင်ငံတကာမှာဒီနိုင်ငံခြားတိုင်းပြည်တွေဒီမိုကရေစီတိုင်းပြည်တွေအထူးသဖြင့်ဒီ American ပြည်ထောင်စုအဲ့နဲ့ဆက်ပြီးတော့ဆရာပေါင်းကူးတရားအဖြစ်ဆက်သွယ်ဆောင်ရွက်ပေးနိုင်မဲ့အခြေအနေမျိုးရောရှိပါလားခင်ဗျာအဲ့လိုမျိုးရောကြိုးစားနိုင်ပါလားဟုတ်တယ်အဲ့လိုမျိုးเนาะဒါပေမဲ့အခုအဲ့တော့အရင်တုန်းကဆို SCR တွေပဲဒေါ်လာငွေခုနိပေးနိုင်တယ်เนาะဒါပေမဲ့အဲ့လိုမျိုးမဟုတ်တော့ဘူး Michael က SCR မဟုတ်ဘူး Michael ကတယောက်တည်းမြန်မာနဲ့ဆက်စင်ရေးလုံးဝမရှိတဲ့တယောက်တည်းအနေနဲ့အများကြီးခုနိပေးနိုင်တယ်ဆိုအခုခေတ်မှာ you know အညာရီယာပြည်သူတွေအထောက်အခုစားလုံးနဲ့ထက်တယ်เนาะစားလုံးနိုင်တယ်เนาะအဲ့တော့ဒီဒေါ်လာငွေလေအဲ့လိုမျိုးနော်တကယ်အဘောကလူကြီးတွေအကုန်လုံးနိုင်တယ်မဟုတ်ဘူးအကုန် season ပေးနိုင်တယ်မဟုတ်ဘူးနော်အညာရီအောက်ကချိန်ခံနေပင်ကပြည်သူတွေစားလုံးပြီးတော့ဘောကလူကြီးတွေလေနောက်လိုက်မယ်ဒီနိုင်ငံတကာအထောက်အခုအခေစာအတူတူပဲနော်အနာရီပြည်သူတွေမြန်မာစိတ်ဝင်စားရင်American Europe ကလူနည်းနည်းပဲစိတ်ဝင်စားနည်းနည်းပဲခုနိပေးချင်ရင်သူတို့အဲ့ဒါစလုံးရင်နောက်ဆုံးတော့ democracy SCR တွေလေသူတို့ပြည်သူတွေနောက်လိုက်မယ်နောက်ဆုံးတော့အဲ့ဒီ democracy SCR တွေလေခုနိပေးမယ်မျိုးလင်းနေရဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ခင်ဗျာဆိုဆရာဒီတော်လှန်ရေးကအခု9နှစ်ကာလရောက်လာပြီဆရာခုနပြောသလိုပဲဘယ်အချိန်ကာလအထိလုပ်ရမယ်တော့မသိနိုင်သေးဘူးပေါ့လေဒါပေမဲ့ဒီစစ်ကောင်စီဒီစစ်အစိုးရဒီအာဏာရှင်တွေကအခုရွေးကောက်ပွဲပဲလုပ်ဘာပဲလုပ်ပြည်သူလူထုတွေကလုံးဝမရက်တန့်သွားပဲနဲ့ဒီတော်လှန်ရေးကိုဆက်လုပ်မယ်ဆိုရင်လုံးဝအောင်မြင်မယ်ကျွန်တော်တို့ဒီစစ်အာဏာရှင်တွေပြုတ်ကျသွားမယ်ဆိုလို့ဆရာယုံကြည်ပါသလားခင်ဗျအဲ့ဒါကိုပြည်သူတွေကိုပြောပြပေးခဲ့ပါဦးဟုတ်တယ်လုံးဝယုံကြည်တယ်เนาะအဓိကအခြားနီလန်မရှိဘူးเนาะဒီစစ်အာဏာရှင်အောင်စနေအောင်မှာမနေနိုင်ဘူးအရင်မျိုးဆက်တွေကဖျက်ဆီးခံရနေပြီเนาะဒီမျိုးဆက်အသက်ဒီမြန်မာကလေးတွေအရန်တော့တယ်သူတို့အနာကအရန်တော့ပါတယ်အဲ့ဒါဖျက်ဆီးခံရမှာyou know မတိတ်ခဲ့နိုင်ဘူးမကြီးနိုင်ဘူးเนาะဆက်ချိုးစားရမယ်အဲ့ဒါ you know မိုက်ကအတိတယောက်ဒီလိုမျိုးအဲ့လိုမျိုးခံရမယ်ဆိုရင်မိုက်ကအဲ့အတိတယောက်ထနိုင်တဲ့လောက်ခုနိပေးချင်မယ်ဒီကတရားမဟုတ်ဘူးဒီကလူမြန်မာပြည်သူလူထုတန်းနေကြည့်တဲ့အနာဂတ်အတွက်ဆက်ချိုးစားရတယ်နော်အခုမိုက်ကyou know စကိုင်းကအတိတယ်အခြားမြေပြင်ကအတိတွေ2021ကနေအခုအထိဆက်ချိုးစားနေတယ်သူတို့အားလုံးပင်ပန်းတယ်သူတို့အားလုံးအချိန်နဲ့မကောင်းခက်ခဲတွေအများကြီးရှိတယ်ဒါပေမဲ့ဆက်လို့ရတယ်သူတို့တီးတယ်အဓိကဒီစစ်အာဏာရှင်စနစ်အောက်မှာလုံးဝမနေထိုင်နိုင်ဘူးစနစ်အောက်မှာအနာဂတ်လုံးဝမရှိဘူးအဲ့ဒါအချောင်းဆက်လို့ရတယ်အဲ့ဒါအချောင်းနောက်ဆုံးတော့အမြင်ရမယ်ဟုတ်ကဲ့ပါဆရာအနေနဲ့ကောဒီတော်လှန်ရေးအောင်မြင်တဲ့အထိဆရာပါဝင်ပြီးတော့အကူအညီပေးသွားမယ်လို့ဆုံးဖြတ်ထားတာပါလားဟုတ်တယ်ဆုံးဖြတ်ထားတယ်တိတ်ချတယ်အဲ့ဒါမိုက်စားကတိကတစ္ဆာပဲလေဆိုဆက်လို့ရပဲနော်ဟုတ်ကဲ့ပါပြီးတော့အဲ့ဒါမိုက်ကတကယ်ကင်းကောင်းတယ်နော်နိုင်ငံခြားသားတရားအနေနဲ့မြန်မာပြည်သူလူထုနဲ့ဒီလောက်
Niga Paul Dilao, Yini La Paul, Queen Yalo, Mike Yangan Gound it in there. So, ဟုတ်ကဲ့ပါ you know. ဟုတ်ကဲ့ဆရာတခုလို့ကျွန်တော်တို့အာရခမီဒီယာကိုလာရောက်ပြီးတော့ဒီမြန်မာပြည်သူလူထုတွေကိုတော်လှန်ရေးအောင်မြင်ဖို့အတွက်အကြံဉာဏ်လေးဆရာရဲ့မေတ္တာတွေကိုပေးသွားတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်တို့နောက်လည်းဆရာနဲ့အခုလိုပဲအင်တာဗျူးဝင်ရရင်ဆက်လက်ပြီးသွားကြပါမယ် Okay, Jesuba, interview local Jesuba. Okay,